တောင်ဇလပ်ပန်းနဲ့နေရဲနေအောင်ပွင့်နေတဲ့ချင်းတောင်တန်းပေါ်ကမြို့ကလေးဟာညနေစောင်းတာနဲ့မြို့နှင်းတွေကြားမှာပျောက်ကွယ်သွားတတ်ပါတယ်။အဲ့ဒီမြို့ကလေးရဲ့အစွန်ဆုံးတက္ကသိုလ်နယ်မြေနဲ့မလန်းမကန်းမှရှိတဲ့ຫນွေဦးရိပ်အဆောင်ဟာတခြားအဆောင်တွေနဲ့မတူဘဲထူးထူးခြားခြားစိတ်ငြိမ်လွန်းလာပါတယ်။အဲ့ဒီညကလားပြည့်ညထစ်ပေမဲ့ကောင်းငင်မှာတိမ်တိုက်တွေကဖုံးအုပ်နေလို့လိုက်ရောင်ကဝေးဝေးဝါးဝါးတာရှိနေတယ်ဗျာ။တောက်တောက်တောက်ည7 နာရီထိုးကနေအချိန်မှာအဆောင်ရဲ့တက်သားတကားကြီးကိုတစုံတစ်ယောက်ကအသေးအတန်လာခောက်ပါတယ်။အဆောင်ထဲမှာပူတီးစိတ်နေတဲ့ចောင်းသားတွေနဲ့စာကြည့်နေတဲ့လူငယ်လေးတွေအကုန်လုံးတုံခနဲဖြစ်သွားကြတယ်။ဘာလို့လဲဆိုတော့ဒီအဆောင်ကိုညီနက်တန်းကောင်လာခောက်တဲ့သူဆိုတာအရေးကြီးတဲ့အကြောင်းကိစ္စမရှိဘဲမလာတတ်ကြလို့ပါပဲ။ဦးသက်ရှိပါသလားဗျာ။ကဲပါဦးဗျာ။တကားဝမှာရောက်နေတာကမြို့တဲကကုန်းစုံဆိုင်ပန်းရှင်ဥပကြောက်ဗျာသူမျက်နာကသွေးမရှိသလိုဖြူလျော်နေပြီးလက်ထဲမှာလည်းသွေးပီးနေတဲ့အဝတ်စတစ်ခုကိုစုပ်ကိုင်ထားတယ်ခဏအကြာမှာတော့အဆောင်ရဲ့အပေါ်ရကြနဲ့အသက်90ကျော်ကအသားလက်အရမြင့်နဲ့မျက်နာမှာမြက်တာရအပြည့်ရှိတဲ့ဥသက်ဆင်းလာပါတယ်သူကအဆောင်မူးဆိုတာထက်ရွာသူရွာသားတွေအတွက်တော့အားကိုးရာပညာရှိကြီးတူပေါ့ဥပကြောင့်အေးစစ်ပြောစမ်းဘာဖြစ်လာတာလဲကျုပ်သားဖို့တော့တယောက်တည်းရဲနေတဲ့ဥသက်ပြီးတော့သူ့ဘာသာသူဓာတ်နဲ့လက်မောင်းကိုလီးနေတယ်ဗျာကျုပ်သားလို့လည်းမရဘူးသူ့ခွန်အားတွေကကျုပ်ထက်ဆယ်ဆလောက်ကြီးနေတယ်လို့ပဲဥသက်ကမျက်မောင်းကျုပ်လိုက်ပြီးဥပကြောင့်လက်ထက်ကသွေးပေးနေတဲ့အဝတ်စကိုလှမ်းယူလိုက်တယ်အဲ့ဒီနောက်အဝတ်စကိုနှာခေါင်းသားကပ်ပြီးအနက်ခံလိုက်တဲ့အချိန်မှာဥသက်ရဲ့မျက်လုံးတွေကအယောင်တောက်သွားတယ်ဗျာဒါလူသွေးနဲ့မဟုတ်ဘူးဥပကြောင့်ဒါကသူ့သားမိစားနေစီရင်ထားတဲ့အောက်လန်းအပယိုးကပဲဥသက်ကအဆောင်ထဲကတပြည့်ကျော်တယောက်ထစ်တဲ့ကြော်စွာကိုလှမ်းခေါ်လိုက်တယ်ကြော်စွာငါရဲ့အင်းသိတ်သားနဲ့ရေစင်အိုယူခဲ့ငါကိုယ်တိုင်တောင်းကြည့်မှဖြစ်မယ်ဥပကြောက်တို့အိမ်ကိုရောက်တဲ့အချိန်မှာအခြေအနေကတကယ်ကိုကြောက်စရာကောင်းနေပြီဗျာအသက်20ရွယ်ဖိုးတုတ်ဟာအခန်းတောက်မှာကုတ်လေးထိုင်ပြီးတဟီးဟီးနဲ့ရဲနေတယ်သူ့လက်မောင်းမှာဓာတ်နဲ့မှုန်းထားတဲ့ဒဏ်ရာတွေကနေသွေးတွေစီးကျနေပေမဲ့သူကတော့နာကျင်ပုံမရှိဘူးအဆိုးဆုံးကတော့သူ့ရဲ့မျက်လုံးတွေပဲဗျာသူကဥသက်ကိုကြည့်လိုက်တဲ့အချိန်မှာမျက်လုံးအိမ်ထဲမှာတငယ်အိမ် iris မရှိတော့ပဲမျက်လုံးတစ်ပြင်လုံးကအမဲရောင်ကြီးထစ်နေတာဟာမင်းလာပြီလားတက်ကြီးဖိုးတုတ်ရဲ့ပါဇက်ကထွက်လာတဲ့အတန်ကမိန်းမကြီးတယောက်ရဲ့အတန်များအကိုကွင်းနဲ့ရင်ထဲအထိအေးစိမ်သွားစေတဲ့အတန်မျိုးဦးသက်ကတီငင်ပဲဖျားပေါ်မှမင်းထိုင်လိုက်ပြီးရေစင်အိုထဲကရေကိုလက်နဲ့ဆွတ်လိုက်တယ်မင်းကဘယ်သူမို့လို့ငိုက်လူတွေကိုလာနှောက်ရှက်တာလဲအခုချက်ချင်းထွက်သွားစမ်းမထွက်နိုင်ဘူးငါအညိုးတွေကဒီမြို့တစ်မြို့လုံးပြားဖြစ်သွားမှအဆုံးသတ်မှာမင်းငါကိုမှတ်မိလားတက်ကြီးဖိုးတုတ်စိုးမဟုတ်ပူးကနေတဲ့ဝိညာဉ်ကအဲ့ဒီလိုပြောပြီးခေါင်းကိုတပက်လေအောင်လှည့်လိုက်တဲ့အချိန်မှာအိမ်ထဲကလူတွေအကုန်လုံးအော်ဟစ်ပြီးနောက်ဆုတ်သွားကြတယ်ဗျာဦးသက်တယောက်ပဲမျက်လုံးမခတ်ပဲကြည်နေတာဦးသက်ရဲ့ရင်ထဲမှာတော့ဘလောင်းဆူသွားတယ်ဒီအတန်ဒီစကားပြောဟန်ကသူလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကလေးကမေးပြဖို့ကိုးစားခဲ့တဲ့အချစ်ဦးတင်းရဲ့အတန်နဲ့တထေရတူညီလို့ပါတယ်ဦးတက်ကသူ့ရဲ့ဂါထာမန်တန်ကိုရွတ်ဖတ်ပြီးရေစင်နဲ့ပတ်လိုက်တဲ့အချိန်မှာဖိုးတုတ်ကအော်ဟစ်ပြီးမေ့လဲသွားပါတော့တယ်